part 3ကကြတော့ကျွန်တော်တို့ဟာကိုဖြစ်ချင်တာတွေကိုဖြစ်လာဖို့အတွက်နေ့စဉ်လုပ်ရတဲ့ကိစ္စတွေမှာကျွန်တော်တို့ရဲ့ strength in energy နဲ့ alignment ဆိုတဲ့ကိုက်ညီတွေလိုအပ်ပါတယ်ဒီမှာတော့ကျွန်တော် strength in ကိုခွန်အားလို့အနည်းဆုံးပြောပြစီအခုတင်ကကိုမေးရမယ့်မေးခွန်းတစ်ခုရှိပါတယ်ဘာတွေကတင့်ကိုခွန်အားပေးခဲ့တယ်လဲထို့အရာတွေကတင့်ရဲ့နေ့စဉ်ဘဝကိုပေါ်ပါစေတယ်ပို့ပြီးအသက်ဝင်စေတယ်ဥမာကျင်သွားတာဖျားရှိခိုးတာအချို့ကမနက်မိုးလင်းမှာတိတ်ဆိတ်ဆိတ်လေးနေတာစာဖတ်တာတငယ်ချင်းကောင်းတွေနဲ့စကားပြောတာ idea အသစ်တွေရတာဒါမှမဟုတ်ကိုယ့်ရဲ့နေ့စဉ်ဘဝအိမ်မက်တွေအတွက်ကိုတိစောက်နေတဲ့ test တွေကိုတာဝန်တွေကိုလုပ်နေတာဒါတွေကတင့်ကိုခွန်အားပေးစေတဲ့အရာတွေဆိုရင်ဒါတွေကိုလစ်လျူမရှုပါနဲ့ဒါတွေကကျွန်တော်တို့ရဲ့စိုးခွန်အားတွေရဖို့အတွက်ကိုလောင်စာတွေပါနောက်တစ်ချက်ကကြတော့ဘာတွေကတင့်ရဲ့ခွန်အားကိုရောစေခဲ့ရလဲ drain ဖြစ်စေခဲ့ရလဲ energy drain ဖြစ်တယ်လို့လည်းပြောလို့ရပါတယ်အဲ့ဒါကတော့ toxic people တွေကိုတန်ဖိုးကိုမမြင်တဲ့လူတွေဒါမှမဟုတ်ရင်နေ့စဉ်လိုက်မှာရှိတဲ့ drama တွေဒီဖုန်းကိုတစ်ချိန်လုံးပဲ scrolling လုပ်နေတာဖုန်းတစ်ချိန်လုံးသုံးနေတာတွေဒါမှမဟုတ်ရင်လူချင်းနှိုင်းယှဉ်မှုတွေ social media ပေါ်မှာသူများရဲ့ edit movement တွေကိုကိုယ့်ရဲ့ reality movement တွေနဲ့နှိုင်းယှဉ်တာတွေဖြစ်မယ်ဒါမှမဟုတ်ညနေနေတဲ့ late night တွေဖြစ်မယ်ဒါမှမဟုတ်ရင်ကိုယ့်ကိုသူများကလေးစားမှုမရှိဘဲနဲ့ကိုယ့် boundary ကိုမထားဘဲနဲ့စီးကြော်ခံရတဲ့ကိစ္စတွေလားဒါဆိုရင်တော့တင်ကဒါတွေကိုလွတ်ချရမယ့်အရာတွေပါတင်တစ်ချက်စဉ်းစားတင်တာကတခါတလေကျွန်တော်တို့ကိုထားရဖြစ်စေတာမောပန်းစေတာကအလုံးများနေလို့မဟုတ်ပါဘူးအတွက်မဟုတ်တဲ့အရာတွေအတွေးတွေစိတ်ခံစားမှုတွေအပြောအဆိုတွေမှတ်ဉာဏ်တွေကိုတင်လို့ပါခုကတင်ဘဝရဲ့ဘယ်အပိုင်းတွေကအဆင်ပြေဆုံးဖြစ်နေလဲဥပမာအလုပ်အကိုင်လား relationship ဆိုတဲ့လူမှုဆက်ဆံရေးလား mental health စိတ်ကျန်းမာရေးလား lifestyle ဆိုတဲ့လူနေမှုကိုယ့်ရဲ့ lifestyle လားဒါမှမဟုတ်ရင်နေ့စဉ် daily habits တွေပေါ့နော်နေ့စဉ်အကျင့်တွေလားအဆင်ပြေမှုမရှိတဲ့နေရာတွေမှာတော့တင်ကစိတ်ဖိစီးမှုကိုခံစားရမှာပါ